ရာဇပလင်မော်လုံးဝမတက်ခင်ရတဲ့အလောင်းမင်းတရားကြီးရဲ့သားတော်မြောင်အလောင်းမင်းတရားကြီးဆိုတာတတိယမြန်မာနိုင်ငံတော်ဆိုပြီးတော့တမိုင်းတစ်ခေတ်တစ်ခုထူထောင်ခဲ့တဲ့အထိကြီးကျယ်ခမ်းနားခဲ့တဲ့ဘုရင်မင်းမြတ်ဖြစ်ပေမဲ့လေမိသားစုအရေးမှာဆိုရင်တော့ကံမကောင်းခဲ့ရှာပါဘူးဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့တမိုင်းဆိုတာအမြဲတမ်းအောင်ပွဲတွေနဲ့ပဲပြည်နေတာမဟုတ်ဘဲနဲ့အောင်မြင်ကြော်ကြားတဲ့မင်းတရားကြီးတွေတောင်မှမိသားစုအရှုပ်အရှင်းတွေနဲ့ပူပန်တော့ကရောက်ခဲ့ရပုံတွေပြီးရာဇပလင်ကိုလုံးဝတက်ခွင့်မရရှာတဲ့အလောင်းမင်းတရားကြီးဦးအောင်စီရရဲ့သားတော်သုံးပါးကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အလောင်းမင်းတရားကြီးနဲ့မိဖုရားကောင်ကြီးတို့မှာသားသမီး9ယောက်ရှိခဲ့ကြပြီးသားတော်6ပါးရနောင်တော်ကြီးစင်ဖြူရှင်ဘိုးတော်ဖျားတို့3ဦးသာဘုရင်ဖြစ်ခဲ့ကြတာပါကျန်တဲ့သားတော်3ဦးဖြစ်တဲ့မောင်ပိုးအမြင့်မင်းသားကြီးမောင်စိုးပကန်းမင်းသားကြီးနဲ့မောင်ဘိုးရှင်ပင်တလဲမင်းသားတို့ဟာဆိုရင်တော့ရာဇပလင်ဘော်ကိုတက်လန်းခွင့်မရခဲ့ကြပါဘူးအလောင်းမင်းတရားကြီးဟာညီကိုကြီးစင်ငယ်လိုက်နန်းတက်ရမယ်လို့မှားကြားခဲ့တာကြောင့်စင်ဖြူရှင်မင်းပြီးဆိုရင်တော့မောင်ပိုးနန်းတက်ရမှာဖြစ်ပါတယ်ဒါပေမဲ့စင်ဖြူရှင်မင်းကဂရိကိုဖျက်ပြီးသူ့ရဲ့သားတော်စင်ကူးမင်းကိုနန်းလွယ်ပေးခဲ့တာပါဒီလိုနဲ့အမှန်တကယ်နန်းတရားမဲ့မောင်ပိုးဟာပုံကံမှုစူးစမ်းတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပဲအပြစ်ပေးခံခဲ့ရပါတယ်။ဒီဖြစ်ဖြစ်ဟာဆိုရင်တော့နန်းတွင်သမိုင်းမှာဂရီစကားတွေဘလောက်တောင်တန်မိုးမရှိခဲ့ဘူးလေဆိုတာတွေကိုပြသလို့နေတာပေါ့။အရိခေကာလာကအလောင်းမင်းတရားကြီးရဲ့မှားကြားချက်တွေကိုစင်ဖြူရှင်မင်းကလုံးဝကိုမလိုက်နာပဲသူ့ရဲ့သားဥသာထီးနှံလွှဲပေးခဲ့တာဆိုရင်နောင်တော်ကြီးမင်းနဲ့ရာဆန်တဲ့အချိန်ကလေးကတည်ရှိခဲ့တဲ့အမွေဆက်ခံရေးစနစ်ကိုလုံးဝပြောင်းလဲပြစ်လိုက်တာလို့လည်းပြောလို့ရပါတယ်။ဒီတော့အလောင်းမင်းတရားကြီးရဲ့သားတော်တွေအကြောင်းကိုအစင်လိုက်ပြန်ပြောပြရမယ်ဆိုရင်တော့မောင်စိုးလို့ခေါ်တဲ့ပကန်းမင်းသားကြီးဟာနာမည်ကြီးပကန်းမျိုးကိုအပိုင်စားရတဲ့မင်းသားကြီးဖြစ်ခဲ့ပါတယ်။သူကဘိုးတော်ဖျားလက်ထက်မှာတလုံးမျိုးကိုပါထပ်မံချီးမြှင့်ခံခဲ့ရပေမဲ့ရာဇပလင်ဘော်ကိုတက်လန်းမှုအတွက်ကံကြမ္မာကဖန်တီးမပေးခဲ့ပါဘူး။နန်းတွင်အာဏာဆိုတာဓာသွားလို့ထက်မြက်ပြီးတော့ဘရင်ကိုပဲနာခံတဲ့အတွက်အခွင့်အရေးရှိတဲ့တိုင်အောင်လို့အမိန့်မရဘူးဆိုရင်ဘယ်သူမှမတက်လန်းနိုင်ပါဘူး။အလောင်းမင်းတရားကြီးရဲ့အငယ်ဆုံးသားဖြစ်တဲ့မောင်ဘိုးရှင်ဟာဆိုရင်တော့သူ့ရဲ့အကိုဘိုးတော်ဖျားထိနှံရဖို့အတွက်အသက်ဆွန်ပြီးတော့တိုက်ခိုက်ပေးခဲ့တဲ့သူပါ။ဒါကြောင့်လေဘိုးတော်ဖျားကသူ့ကိုနန်းရထားမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ဘိုးတော်ဖျားနန်းရတဲ့အခါမှာတော့ကတိမတီးပဲနဲ့သူ့ရဲ့သားကိုပဲနန်းရထားခဲ့တဲ့အတွက်မောင်ဘိုးရှင်ဟာမကြိမ်မနက်ဖြစ်ခဲ့တာပါ။သူကဘိုးတော်ဖျားကိုလှုပ်ကြံမှုထိကြိုးပမ်းနေခဲ့ပေမဲ့နောက်ဆုံးမှာဆိုရင်တော့ကိုယ့်ရဲ့ကြံစီမှုနဲ့ပဲဖန်ဆီးခံရပြီးကွက်မြက်ခံခဲ့ရတာပါ။ဒီဖြစ်ပျက်တွေကိုကြည့်ခြင်းအပြင်ဘယင်ဖြစ်ချင်တဲ့စိတ်တွေကညီကိုသားအချင်းချင်းကိုတောင်မှဘလောက်ထိရန်သူဖြစ်စေနိုင်တယ်လဲဆိုတာတွေကိုပြသလိုနေပါတယ်။နန်းတွင်အာဏာဆိုတာသွေးသားရင်းချတွေကြားထဲမှာတောင်မှသစ္စာတရားတွေပျောက်ဆုံးစေခဲ့တယ်ဆိုတာဒီသမိုင်းဇာတ်လမ်းတွေကရင်နဲ့စရာသင်ခန်းစာယူစရာပါပဲ။လူချင်းမင်းတို့ရောဒီလိုအာဏာလူပွဲတွေအကြောင်းဖတ်ပြီးတော့ဘယ်လိုများတွေးမိတယ်လဲဆိုတာ comment လေးမှာပြောပြပေးခဲ့ပါဦးနော်။ရွှေဘို channel ကိုအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။ပြန်လည်ဆုံတွေ့ကြပါရစေ။